လိုက်ချောင်းနေအဲ့ခွေးတွေကမလိုက်ခံလိုက်ပြီနော်ခုနမန်းနေရတိတ်မတွေ့တော့နိုးရဟာငါပြောချင်တာနင်တို့ငါတို့မဝင်းရရင်နေစိတ်မပေးရင်နေဘာမှတော့ supporting မပေးနိုင်ရတယ်လိုက်ပြီးတော့မနှောက်ရှက်နဲ့အဲ့လိုလိုက်ထဲမှာအဲ့လိုမရေးနဲ့လူသားချင်းနင်တို့ကိုချင်းစာသိမရှိဘူးလားစာနာသိမရှိဘူးလားနင်တို့တဏှာယူတဲ့စိတ်ပဲတော်တော်ဖြစ်နေရလားအချိန်တိုင်းတောင်းပြီးတော့နင်တို့မိမမြင်နိုင်နဲ့ဟိုမြင်တဲ့မိမကိုနင်တို့အကုန်လုံးလှုပ်ချင်နေတော့တာဘာလို့ဆိုတော့နင်တို့ကအတီးယူမဲ့ကောင်နေမှမဟုတ်တာအဲ့တော့နင်တို့ကဒီမိမမကောင်းဘူးဆိုလဲနင်တို့ကတော့လေဒီမိမမှာဟိုပေါ့အေးကိုက်နေတယ်ပိုးရှိနေတယ်ဆိုတော့နင်တို့ကလှုပ်အောင်မှသီးလားအေးကိုက်နေတယ်တိုင်းအောင်တားရမှာမဟုတ်နင်တို့ကလှုပ်အောင်မှနင်တို့ကတောင်းဦးတောင်းနေတာအဲ့တော့နင်တို့ကမိမတကမိမကိုပတ်ပြီးတော့လှုပ်ချင်နေတာအတီးယူမှမဟုတ်ဘူးလေနင်တို့စိတ်တက်တွေကအဲ့တော့နင်တို့ကအပျော်ကြံတဲ့ကောင်နေဆိုတော့နင်တို့ကမိန်းကလေးတွေအကုန်လုံးကောက်မကောင်းကောင်းဒီမိမကောက်မကောင်းကောင်းအကုန်လုံးနင်တို့ကဖာချမှာအဲ့လိုစိတ်တက်တွေနင်တို့ကများသီးလားအခုခေတ်ထဲမှာလေနော်ဒီမိမမကောင်းအေးကိုက်နေတယ်မလုံးပါနဲ့ဆိုတော့တားရမှာမဟုတ်ဘူးနင်တို့ကမရအောင်လုံမအဲ့လိုမျိုးနော်မရရုပ်ဘလောက်ပဲချောဘလောက်ပဲအရင်ချင်းရှိလည်းမရဘူးနင်တို့ကမကောင်းတဲ့စိတ်ဓာတ်တွေကများတယ်သိလားအဲ့လိုမျိုးနောက်ဆုံးအဆင့်အဲ့လိုမျိုးအေကိုက်နေတယ်မလုပ်ပါနဲ့ဒီမိမမကောင်းတိုင်းအောင်နင်တို့ကရမှာမဟုတ်ရန်ကိုဖြစ်နေတဲ့ဟာတွေနော်နင်တို့ငါးလိုက်ထဲမှာလေစောက်စိတ်မရှိဘူးရေးလို့မလို့ငါလည်းပြန်ပြောတာသိလားအဲ့တော့နင်တို့အဆုံပြပေးပါတဲ့ပြမှာပေါ့မပူနဲ့ပြပြီးမှသိလားပြပြီးမယ်နော်နင်းမျက်နှာကြီးတခါတည်းမဲသွားအောင်လို့လေကပ်ပြီးကပ်အရှိအောင်တော့ညက်ကတ်ချလိုက်အရှိအောင်ဘယ်လိုကပ်မလဲဆိုတော့သိလားနင်းအောင်လေဟိုအပေါ်ကနေခွာပြီးတော့လေကွာလိုမျိုးထောက်ပြီးတော့ညက်အဲ့ဒါမှခါတဲ့အဲ့မှာနင်းမျက်နှာမဲသွားလို့ရှိရင်အဲ့ဒါမှနင်းဘယ်သူမှဟိုမဖြစ်တော့မှာသိလားပြောတော့သူတို့ပြောပြီးလို့ပန်းလေသူတို့ပြောတဲ့အတိုင်းမလုပ်ဘူးသူတို့ဒီမလားဂလန်ကဆန်ပြန်ပြောတယ်ဆိုငါပန်းဆဲပြီအဲ့ပန်းဆဲပြီချက်ကဲလားဟုတ်တယ်ချက်ကဲနော်ချက်ကဲလာချက်တယ်နော်ဒီလားနင်းနီးကိုလေတခါလဲလေအရင်ကနေတော့နှီးပေးဦးမှာဒီလားဘယ်စမ်းမြင်ရအောင်ပြပေးပါပြပေးမယ်နော်ဟောပြပေးပါမယ်ရှင်အဲ့လိုဆိုသူတို့မစဲတော့ချက်လာမင်းချက်ပါတယ်အဲ့လိုဆိုသူတို့မဆဲတော့ဘူးသူတို့ရှောက်လည်းမခွဲတော့ဘူးတိတ်ခါလည်းလိုက်မချတော့ပြပြီးလို့ပြောရင်ပြပေးမယ်နော်ဆုံးမနေတာပဲဒါဘောမချောတဲ့လူဆိုတာဒီကမှမရှိဘူးနော်မချောအောင်လုပ်ထားတာဒီကူကပြလို့ပြောရင်ပြပေးမယ်နော်ကျင်းတတ်တယ်မလားနင်တို့တနာယူကောင်လေးရဲ့မရီလို့များရဲ့ကျင်းတတ်တယ်မလားငါလို့ပြောပေးလို့ရှင်ပြောပေးမယ်နောက်နေ့ကစပြီးတော့လေနှုတ်ညစ်ပြလို့ပြောတယ်နှုတ်ညစ်ပြမယ်ဒီလားနောက်ပဲဆုံးနင်တို့ရေးရဲ့စကားလီးဆုပ်ပေးဆိုနေအေးလီးကိုဆုပ်ပေးမယ်ဟုတ်ပြီလားနော်ဆက်ကြီးနဲ့ဆုပ်ပေးလိုက်မယ်ဒါလည်းဆက်နှောင်းမွေပေးလိုက်မယ်နော်နန်းကြည့်ပြီးနန်းဘယ်တော့ရောက်လာနန်းကြည့်ပြီးတကယ်ကြီးလားအဲ့ဒါဘယ်ဟာကြီးလို့လဲနန်းဘယ်ဟာကြည့်ပြီးတာလဲတာကျေးဇူးပါကို199တိပေါင်းနန်းရဲ့လူတွေကလည်းမျိုးပြောနေတာမပန်နောက်မှပဲပြန်ပြောပြမယ်သူနဲ့အဲ့လိုပြောဘူးတဲ့သူအရင်တော့သူလည်းတိတ်ကမှပြန်ဘူးတဲ့အရင်တော့ကပေါ့ကြာပြီပေါ့အခုနောက်ပိုင်းမရှိတော့မိမတို့လည်းပြောတာပထမအချိန်တော့သူကမပြဘူးတဲ့နည်းနည်းနောက်ပိုင်းနေကြာလာလို့စိတ်ချရတယ်ဆိုရင်သူကအကုန်ပြရတယ်တဲ့မိမတို့ကပြမသိတော့ပါဘူးဟဲ့ဟုတ်မပန်လည်းစိတ်ဝင်စားဘူးလူတွေအကြောင်းလေဘသူ့အကြောင်းမှစိတ်ဝင်စားဘူးကိုနဲ့အဲ့လိုမျိုးဟိုဖြစ်တဲ့လူလောက်ပဲနည်းနည်းတတိထားမိတာဘသူ့အကြောင်းမှစိတ်ဝင်စားဘူးသူများတွေအားလုံးအဆင်ပြေနေတာပဲကြားကျင်နေမြင်ကျင်နေအဲ့လိုမျိုးသူများကိုဝေဖန်တဲ့ထဲမပါပါဘူးဒါကြီးကလည်းကိုယ့်ကိုသူကလာပြီးတော့ຫນွယ်ထားတာရှိလို့လေအားကြောင့်အဲ့ဒီမပန်လည်းအမလေးပြောနေလို့လေမပန်အကိုတွေကအဲ့လိုပြောလို့မလို့ဟုတ်လားမပန်လည်းသူကအဲ့လိုမျိုးလာပြီးဆဲထားတယ်လို့ပြီးတော့စိတ်ထားနေလဲလားကိုကြီးစိတ်ထားအလှလွန်နေလို့သူများတကာလေးအဲ့လိုမျိုးနင်းတာခံရတာပေါ့နော်အခုကလေစိတ်ထားမကောင်းရအောင်အမှလူတွေကစိတ်ထားမကောင်းတာကောင်းတယ်ပန်ပြောချင်တာလေ
သူတို့ထက်ရုံမှာသူတို့ထက်ဟိုအဖြစ်မိုက်ရိုင်းအဲ့လောက်မှအဆင်ပြေတာဒီပီကူမှာပန်တို့လိုအားနာတဲ့တနာတက်လူတွေအမြဲတမ်းလေသူများတကာရဲ့လေအနှိမ်ခံရတယ်သူများတကာရဲ့အဲ့လိုမျိုးပေါ့နော်ဟိုပေါ့ကိုအားနဲ့ချက်ကိုပို့ပြီးတော့လောက်ကြတယ်ဒီ line ပေါ်မှာလေအရန်လူပါဝကြတယ်အဲ့လိုလူပါဝမှာဆိုလို့တော့တယောက်ချင်းနေတာဘူးနဲ့မှတော့အပေါင်းသိမလို့အဲ့ဒါတော့မှပဲလူပါဝအများကြတော့ဟဲ့ဟို line ပေါ်မှာအပေါ်ရင်ပေါင်းတက်တော့အဆင်ပြေတော့ငါတို့ကအပေါ်ရင်မပေါင်းတက်တဲ့ခါကျကိုပဲခံမဝဦးဒါဖုန်းနဲ့ကတ်နေလို့ဖုန်းနဲ့ကတ်နေလို့ဝေစားကြောက်ရဲ့ဘယ်ကဒီကောင်တိတိလေးအပြင်မှာဖုန်းထဲမှာပဲကြည့်ရပြောရဲတယ်တချို့မပြောနဲ့လူတွေသိကုန်မယ်ဘာပြောရဲတယ်ကိုကျော်စင်ကျေးဇူးပါဟာပြောရဲတယ်